ဗျာချစ်ခင်ယောဂီသူတော်စင်ပေါင်းတို့ဗျာဒီနေ့သာသနာတော်နှစ်2569ကောဇာတက္ကရာ1389ခုနှစ်ပြာသူလဇန်9ရက်ခရစ်နှစ်2025ခုနှစ်ဒီဇင်ဘာလ23ရက်အင်္ဂါနေ့တွင်ရန်ကုန်တိုင်းဒေသကြီးလဲကူးမြို့နယ်ရန်ကုန်မန္တလေးအမြန်လမ်း18မိုင်3ဖာလုံမင်းကုန်းကြီးပါအုပ်စုမှတည်ရှိတဲ့ဘော်ရီဆာယာတောရရိပ်သာဤညာခင်းဓမ္မသဘင်မှာကျိုးဆိုလိုက်ပါတယ်ဗျာတရားတော်ဤမဟောခင်မနာခင်ရဏတော်မြတ်သုံးပါးနှင့်နန္နောနန္ဒ၅ပါးတို့အားရှိခိုးပြီး30ဘုံဝိနည်းတို့အားမေတ္တာပုဒ်တာအမြပေးဝေတော်မူကြပါစို့ဗျာဟုတ်တယ်ကရဏကိသာမိဓမ္မကရဏကိသာမိမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေမေတ္တာချုပ်ရည်လုံကြပါစေသစ္စာဆောင်ရည်အောင်ကြပါစေဗျာဇာလေးတို့ဒီဘာတိပဋ္ဌာန်ဝိပဿနာအလုပ်အားထုတ်ကြမယ်ဆိုပြီးတော့တောရရိပ်သာမှာအပြီးအမြဲနေသွားတဲ့သူတွေလည်းရှိတယ်တရားစခန်းကို9ရက်9ရက်5ရက်တရားစခန်းလေးတွေဝင်ပြီးတော့အထုတ်သွားတဲ့သူတွေလည်းရှိတယ်ဒီတတိပဋ္ဌာန်အလုပ်ကိုအထုတ်တော့အမြဲတမ်းရိပ်သာမှာပဲနေတော့မယ်ဒီအလုပ်ကို
ကြိုးစားပြီးအားထုတ်မယ်ဆိုတော့တတိပဋ္ဌာနာတတိထားနိုင်တဲ့ရုပ်ကာယဆိုတော့ရုပ်တရားပေါ်ဒီခန္ဓာအမြဲတမ်းအဲ့လိုရုပ်တရားပေါ်မှာအမြဲတမ်းတတိရထားတာလေးရှိတယ်အဲ့ဒီရုပ်တရားကိုအာရုံနဲ့ရုပ်တရားတွေကိုစလေးရှုနေတာလည်းရှိတယ်အဲ့ဒါကိုသိနေတဲ့စိတ်ခံစားနေတဲ့ဝေဒနာရုပ်ရည်ခံစားတာရဲ့ဝေဒနာကလွဲလို့အခြားဓမ္မတွေအကုန်လုံးကဓမ္မပေါ့အဲ့လိုစိတ်ကတတိထားနေတဲ့နေရာ၄နေရာနဲ့ကြိုးစားအားထုတ်တော့ဆရာလေးတို့ကတော့မိမိတို့ရဲ့ဆရာသမားတွေအတိုင်းအာနာပါနကမ္မဋ္ဌာန်းနဲ့စီးပြန်းတဲ့အတွက်ကိုယ်ရိပ်သာကိုရောက်လာတဲ့ပုဂ္ဂိုလ်တွေကိုလည်းကမ္မဋ္ဌာန်း40ရှိတဲ့အထဲမှာအာနာပါနကမ္မဋ္ဌာန်းကိုစီးပြန်းတယ်အလုတ်ကတော့လွယ်လွယ်ကလေးပဲပြပကလေးဝင်လာရင်သိပြရတယ်အမှုမဲ့ဝင်သွားတာမျိုးမရှိဘဲနဲ့ခန္ဓာကိုယ်ကလေးထွက်သွားရင်လေအမှုမဲ့ထွက်သွားတာမဟုတ်ဘဲနဲ့တတိထားပြီးတော့နေတာပေါ့တတိထားပြီးနေတဲ့အခါတော့ပထမဆုံးမှာတော့ဝင်လေထွက်လေတို့ကတိတာထင်ရှားတယ်နာသီပြားမှာကြမ်းတမ်းတာတွေလည်းရှိတယ်ရှားရည်ရန်နေထုံနေကျင်းနေလှုပ်တယ်တညက်တနေ့တွေကိုတွေ့ရတယ်နောက်ပိုင်းကျတော့အင်မတန်နူးညံ့သွားတာလည်းတွေ့ရတယ်စိတ်နေထားကအင်မတန်မြင့်မြတ်လာတယ်ထက်မြက်လာတယ်ရုပ်တရားတွေကအင်မတန်ကိုလှုပ်တယ်လို့တော့မထင်ရတော့အောင်အင်မတန်ကိုနူးညံ့သွားတာလည်းရှိတယ်အဲ့လိုအင်မတန်နူးညံ့သွားပြီဆိုရင်ယောဂီကအသက်မှရှူနေသေးရဲ့လားလို့နူးညံ့သွားတာကိုတတိထားပြီးတော့အဲ့လိုနေတာလည်းရှိတယ်ရပါဘူးအဲ့လိုနူးညံ့သွားပြီးတော့အသက်မှရှူနေသေးရဲ့လားဒီလိုမျိုးတွေဖြစ်လာပြီးတော့ကမ္မဋ္ဌာန်းအာယုန်တွေကလည်းအမျိုးမျိုးကိုယ်မမြင်ဘူးတာတွေကိုမကြားဘူးတာတွေဒါတွေလည်းမြင်ရတွေ့ရတယ်မျက်စိမိတ်ထားတော့လည်းပဲမိမိရဲ့အာယုန်မှာအမျိုးမျိုးသောဝမ်းမြောက်မှုတွေဝမ်းသာမှုတွေဖြစ်တယ်လို့ကမ္မဋ္ဌာန်းအာယုန်အမျိုးမျိုးစကားပဲလာပြောသလိုလိုတခုခုပဲမြင်နေသလိုလိုဒါမျိုးလဲတွေ့နေရတတ်အဲ့လိုတွေ့နေရတတ်တဲ့အခါမှာမိမိတို့ရဲ့စိတ်ကတခါတလေလဲအဲ့ဒီပုံမှာတာယာတတ်တယ်အယောင်လေးလင်းနေတဲ့နာသီးပြားကိုထိတာလေးကိုသတိထားပြီးတော့ကြည်နေတယ်ထိတာလေးကိုပဲသတိထားပြီးတော့ထိတာလေးကိုပဲသတိထားပြီးကြည်နေတဲ့အခါမှာမိမိတို့ဟာကြည်နေရင်းနဲ့အဲ့နာသီးပြားထိတဲ့နေရာလေးမှာလင်းထိန်ပြီးတော့အဲ့ဒီကိုယ်ကမ္မဋ္ဌာန်းအာယုံကထင်းထင်းရှားရှားဖြစ်နေတာလည်းရှိအဲ့လိုမဟုတ်ဘဲနဲ့မိမိကိုဓာမီနဲ့ထိုးသလိုမျိုးအလင်းရောင်လေးဖြစ်နေတာခန္ဓာကိုယ်ကြီးကပေါ့ပါပြီးတော့နေတာတရားအလုပ်တွေအရင်လုပ်ချင်စိတ်ပေါက်တာဓမ္မယုံကိုပဲအမြဲတမ်းသွားချင်နေတာအဲ့လိုစိတ်တွေကလည်းအာယုံမှာအများကြီးပေါ်ပေါက်တယ်အဲ့လိုအာယုံမှာအများကြီးပေါ်ပေါက်တဲ့အတွက်ကြောင့်မလို့မိမိတို့ဟာဒီဟာကိုသဘောကျနေရလည်းရှိတယ်ဒါပေမဲ့ကမ္မဋ္ဌာန်းအလုပ်ကပြီးဆုံးသွားတာမဟုတ်သေးဘူးဒီလိုသဘောကျနေတာလည်းမဟုတ်သေးဘူးကမ္မဋ္ဌာန်းအလုပ်ကမိမိကဆက်ပြီးတော့လုပ်ရမယ်တချို့ကလည်းဒါကိုတရားရနေတယ်လို့ထင်တယ်တဲ့ဒါကလည်းကောင်းတာကိုကောင်းတယ်လို့တွေးပြီးတော့မမောတာပေါ့ဒါကိုကမ္မဋ္ဌာန်းနီးပြပုဂ္ဂိုလ်ကသူ့လမ်းကိုတည့်ပြရတ
တချို့ကတော့အဲ့လိုမျိုးမဟုတ်ဘူးဒီဝင်လေထွက်လေလေးကိုရှုနေတဲ့အချိန်မှာမိမိတို့မှာလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးတတိထားပြီးစောင့်ကြည့်နေတဲ့အချိန်ကလေးဟာအင်မတန်တူတောင်းပါတယ်ဝင်လေထွက်လေဘယ်လောက်ရှိမလဲဝင်လေလေးဝင်သွားတာထွက်လေလေးထွက်သွားတာဘယ်လောက်မြန်ရှိလို့လဲအဲ့ဒီအင်မတန်တူတောင်းတဲ့အချိန်ကာလလေးတစ်ခုကိုအကုသိုလ်မရှိဘဲနဲ့လောဘတွေဒေါသတွေမောဟတွေဝင်သွားတာကိုလည်းကြိုက်တယ်ဆိုတာမျိုးမဖြစ်ဘူးထွက်သွားတာကိုလည်းမကြိုက်ဘူးဆိုတာကိုမဖြစ်ဘူးဝင်တာထွက်တာကိုမသိဘူးဆိုတာလည်းမရှိဘူးအဲ့ဒီအမတန်တူတောင်းတဲ့အချိန်ကလေးဟာကိုယ့်အနေနဲ့ဘာမှမဟုတ်ဘူးလို့ထင်မိမဲ့အမတန်ကိုကောင်းတဲ့တကိုးကြီးတဲ့အနေထားတကိုးကြီးတဲ့အနေထားကိုရောက်လာတယ်အလွန်ကိုစွမ်းအားရှိတဲ့အနေထားဘာကိုစွမ်းအားရှိတာလဲဆိုတော့ဘဝကပါလာတဲ့အတိတ်သင်္ခါရတွေကိုအန်တုနိုင်တဲ့စွမ်းအားရှိတယ်အဲဝင်လေထွက်လေလေးကိုဒီတိုင်းကလေးထိုင်ကြည့်နေတာဘာမှပြင်းပြင်းထန်ထန်လည်းမလုပ်ပါပဲနဲ့တည်ုံလေးတည်ပေးနေတာအဲ့လိုတည်ပေးနေတာဒီဘဝကပါလာတဲ့အတိတ်သင်္ခါရတွေကိုတုံ့ပြန်ခြင်းမပြုဘဲနဲ့အန်တုနိုင်တယ်သူ့ရဲ့သဘာဝစိတ်ကဆရာလေးတို့ပြောတဲ့အတိုင်းမြင်နေကြားတယ်နားနေစားတယ်ထိတယ်တွေးတယ်ဆိုရင်တုံ့ပြန်တာသဘာဝတခါတလေအဲ့လိုတုံ့ပြန်လိုက်တော့မိမိရတော့မှမသိလိုက်ဘူးသူ့သဘာဝအတိုင်းညောင်းလိုက်ပြင်လိုက်တာပဲထိတ်ကနေရှိအာယုံရှိရာကိုလိုက်သွားတာပဲကြိုက်တယ်မကြိုက်ဘူးကြီးဖြစ်တာပဲစင်ញင်မှုတွေတွေးတောမှုတွေသုံးသပ်မှုတွေမပါတာများတယ်တကယ်လို့ပြန်ပြီးတော့သုံးသပ်မိရင်လည်းလက်လွန်သွားပြီအကြီးအကျယ်ကြီးဖြစ်ကုန်ပြီပောက်ကွဲမှုတွေပြင်းထန်မှုတွေဖြစ်ကုန်ပြီအဲကြတော့ကိုကနောင်တတစ်ဖန်ပူပန်ရပြန်တယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီသင်္ခါရတရားတွေကိုဝင်လေထွက်လေလေးကိုကြည့်ုံများရှုနေတဲ့သဘောလေးတစ်ခုဟာဘဝကပါလာတဲ့မိမိတို့ရဲ့အတိတ်သင်္ခါရကံတွေကိုအန်တုနိုင်လောက်အောင်ကိုသူကစွမ်းအားရှိတယ်အဲ့လိုစွမ်းအားရှိတဲ့အတွက်ကြောင့်မလို့တတိထားပြီးနေတဲ့အခါနေရင်နဲ့မိမိတို့မှာကောင်းတာတွေလည်းအများကြီးပေါ်လာတယ်ဒါတွေကိုလည်းဒါတက်မဲ့စရာမဟုတ်ဘူးအမြင်ကြားထူးထူးဆန်းဆန်းတွေတွေ့ရတာကြားရတာမြင်ရတာနောက်လူနေမှုစနစ်မှာလည်းပေါင်းသင်းဆက်ဆံရေးတွေမှာအဆင်ပြေလာတာစီးပွားရေးတွေတိုးတက်လာတာဒါတွေကဆရာကြီးကသူ့ရဲ့တပည့်ကိုပြောသလိုပေါ့ပမောက္ခကိုပြောသလိုပေါ့တရားထုတ်လုပ်တဲ့စက်ရုံကြံကနေတရားထုတ်ရင်တရားက product တင်လဲဆိုတော့အင်မတန်ကျိုးတဲ့ဘေးရွယ်ပစ္စည်း by product လည်းထွက်မှာပဲကြောင့်ဒီတရားလုပ်ကိုအားထုတ်နေတဲ့ပုဂ္ဂိုလ်ဟာစိတ်ရဖြူစင်ခြင်းအမြင့်ဆုံးအင်မတန်အေးချမ်းတဲ့တတိဒုက္ခကဒါ product ဒါရရှိမှုအဲ့ဒီကိုမရောက်ခင်မှာလေမိမိတို့ရဲ့ဘေးရွယ်ပစ္စည်းအနေနဲ့အင်မတန်ကြည်လင်ခြင်းနဲ့အေးချမ်းခြင်းနဲ့တောက်ပခြင်းနဲ့စိတ်အေးချမ်းခြင်းငြိမ်းချမ်းခြင်းငြိမ်သက်ခြင်းတွေကို by product အနေနဲ့ရရှိကြရပဲလောကဓာတ်ကိုလည်းရင်ဆိုင်လာနိုင်တယ်ပတ်ဝန်းကျင်မှာလည်းအဆင်ပြေတယ်ပြောရဆိုရတာလည်းအဆင်ပြေတယ်ကိုယ့်ကိုအဆင်မပြေတာတွေလာပြောနေရင်လည်းပြန်ပြီးတော့အရင်တုန်းကလိုမျိုးတုံ့ပြန်မယ်ဆိုတဲ့စိတ်ငါ့ကိုလာမထိနဲ့ထိရင်လှုပ်လိုက်မယ်ဆိုတဲ့စိတ်ငါအကြောင်းကောင်းကောင်းသိရမယ်ဆိုတဲ့ဒါကြီးမလာတော့သူကသူငြိမ်သက်သွားတယ်အဲ့ဒါပြောတာအဲ့လိုအန်တုနိုင်တယ်ဆိုတာသင်္ခါရကိုအန်တုနိုင်တယ်ဆိုတာဘာဖြစ်သွားတာကိုပြောတာလေအသင်္ခါရဖြစ်သွားတာဒီနှစ်ချက်ကလေးပဲရှုပွားရင်နဲ့တလှုပ်တရတမမတွေကတွေ့မှာပဲမတွေ့ပဲမနေဘူးနိဝရဏတွေကင်းလာလေတွေ့လေနိဝရဏတွေကင်းလာလေတွေ့လေတွေ့မှာတလှုပ်တရတမမတွေတွေ့နေတဲ့ရုပ်တရားတွေဆိုတာမသိပဲမနေဘူးအရင်တော့ကတော့မိမိတို့ကဒီသင်္ခါရတွေပြုတ်နေတာတုံ့ပြန်နေတာ
ဘာကြောင့်လဲလို့ပြန်ရှာရင်ဒီမသိမှုဆိုတဲ့အဝိဇ္ဇာရဒုနဲ့ဒယ်နဲ့ကိုယ်ကိုဖုံးလွှမ်းထားတာဖိထားတာဒါကြောင့်ကိုယ်တွေကမသိတာတုံ့ပြန်လိုက်တာပဲစက်ကနေရှိရင်တုံ့ပြန်လိုက်တာပဲနော်ကောင်းတာပြောရင်ကောင်းတယ်လို့မကောင်းတာပြောရင်မကောင်းတယ်လို့အင်မတန်လည်းမြန်တယ်စိတ်မြန်လည်းမြန်ရှိတဲ့သူတွေဆိုရင်စက်ကနေဆိုပြက်ကနေပဲထစ်ကနေဆိုပြက်ကနေပဲမြန်လည်းမြန်တယ်အဲ့တုံ့ပြန်မှုတွေကအခုဆိုရင်ဝင်လေထွက်လေကိုထိုင်ကြည့်ပြီးစောင့်ကြည့်သိနေုံကလေးနဲ့ကိုပဲလောဘဒေါသမောဟကိလေသာတွေကင်းစင်လာတဲ့ဖြူစင်လာတဲ့စိတ်ကအဲ့အတိတ်သင်္ခါရတွေကိုဘာလုပ်နိုင်အန်တုနိုင်တယ်အန်တုနိုင်တယ်ဆိုတာဘာဖုံးမှုနဲလာလို့လဲအဝိဇ္ဇာဖုံးမှုနဲလာလင်းလာအမောင်တို့ကနဲလာဝိတုဒ္ဒအမောင်တို့ကနဲလာတယ်သိမှုကအားကြီးလာတယ်သိမှုကပို့ပြီးတော့အားကြီးလာအမောင်တို့ကနဲတော့အမှန်တန်ကောင်းတဲ့အနေထားကောင်းတဲ့အနေထားကိုဖြစ်လာတချို့မှာတော့အဲ့လိုကောင်းတာဖြစ်နေပြီမဲ့ကမ္မဋ္ဌာန်းလုပ်ကိုဒီလိုမျိုးရက်ရှည်အမြဲနေလုပ်နေတဲ့ပုံကိုယ်တွေကမနေ့တရားထိုင်မယ်နေလေလေတရားထိုင်မယ်တခါတလေညနေတရားထိုင်မယ်အလုပ်ကလေးလေးလုပ်နေမယ်တတိလေးကတ်နေမယ်အဲလုပ်နေရင်လည်းသူတို့ကဘယ်လိုမျိုးစိတ်တွေဖြစ်လာကြစိတ်ထဲမှာဒီလိုတွေလုပ်နေရတာငါမှတိုးတက်မှုမရှိဘူးတန်တရားဖြစ်လာတယ်အဲ့အလုပ်လုပ်နေရတာကိုဖြတ်လို့ဖြစ်စီလုပ်ချင်တဲ့စိတ်တွေပေါ်ပေါက်လာဖြစ်နိုင်ရင်ဆက်ပြီးတော့မလုပ်ချင်တော့ဘူးတခါတလေလဲခုနအယောင်နေလင်းနေအစင်းနေဟိုလိုမြင်ဒီလိုမြင်တွေကိုတက်မတက်စိတ်လည်းဖြစ်တယ်တခါတလေကြာရင်လဲအတုပါတွေအပုတ်ကောင်းတွေကိုမြင်နေရလို့ရွံရှာတဲ့သဘောတွေလည်းရှိတယ်ကိုလည်းဒီလောက်တောင်လုပ်နေတာ1လရှိပြီ2လရှိပြီ5လရှိပြီ6လရှိပြီအတက်နှီးရန်ကောဆရာကြီးကပြောတော့တလုံးလုံးတရတမောမောတွေကကျန်းရကနေနုရကနေအမတန်သေးသွားတယ်ငါမလဲမသေးနိုင်ပါလားဒီတလုံးလုံးကနေမတက်ပါလားစိတ်ထဲမှာဘယ်လိုဖြစ်လဲဆိုသူ့ကိုယ်သူအတက်နှီးတယ်လို့ထင်ပြီးတော့စိတ်တက်ကြလာတတ်တယ်ကမ္ဘာအလုပ်ကိုလုပ်နေရင်းနဲ့မလုပ်တာလည်းမဟုတ်တတိလည်းကတ်နေတယ်ဒီဟာလေးမှန်ထိုင်နေအမနဲ့ဆိုလဲထိုင်နေညဆိုလဲထိုင်နေကျန်တဲ့အလုပ်လုပ်တဲ့အချိန်မှာလဲတတိလေးကတ်ပြီးတော့နေတယ်ဒါပေမဲ့ကိုအတက်နှေးတယ်ဆိုပြီးတော့စိတ်တက်ကကြလာတယ်တဏှာအရှိကြီးသူမကောင်းတာတွေလုပ်ခဲ့တာမေ့သွားတာပေါ့နော်မေ့သွားပြီးတော့အတက်နှေးတယ်လို့ကိုထင်မိတယ်အဲ့ကြတော့ဒီကမ္မဋ္ဌာန်းအလုပ်လုပ်ရတာမပြောတော့ဖြစ်နိုင်ရင်မျက်သာပြေးနှုတ်လိုက်ခြင်းနဲ့ဖြစ်နိုင်ရင်ရေသာပြေးလောက်လိုက်ခြင်းနဲ့ဖြစ်နိုင်ရင်တပည့်တော်ကိုမိဖို့ကမ်းမှာထားပါဗျာဘောဇနာဆောင်မှာပဲလုပ်ချင်တော့တယ်အဲ့လိုစိတ်တွေပေါက်လာတယ်တချို့ကျတော့ထိုင်းမိုင်းလာတယ်တချို့ကျတော့ငိုက်မီးလာတယ်မထိုင်လိုက်နဲ့စိတ်ဓာတ်ကမတက်ကြွတော့လေလုပ်ပါများလာပြီးသူ့ကိုယ်သူတိုးတက်မှုမရှိဘူးဆိုတော့စိတ်ဓာတ်ကကျလာတော့ထိုင်လိုက်တာ9မိနစ်10မိနစ်လောက်ရှိရတယ်ဘာလုပ်နေလဲအလိုလိုငိုက်တခါတလေကြာရင်လေဘာကိုမှအလိုမကျဖြစ်နေတာဟိုဟာလုပ်လေအလိုမကျဘူးဒီဟာဖြစ်လေအလိုမကျဘူးဒီဓမ္မယုံတွေကနေတခါတလေတရားထိုင်နေရနေသူများတွေငြိမ်သက်ပြီးတော့နှလုံးလေးအသားလေးဖွင့်ကြည့်လိုက်လို့ငြိမ်သက်ပြီးထိုင်နေတာမြင်ကိုကထွက်ပြေးခြင်းငါထပြီးတော့ထွက်ပြေးခြင်းစိတ်တွေလည်းပေါက်လာတယ်တခါတလေကြာရင်လေဟုတ်မဟုတ်ရဲ့လားကိုငါကတရားနဲ့မတိုက်တဲ့သူထင်ပါရဲ့ကိုတွေးမိတယ်ငါကဟိုကြားဘူးတာပေါ့ငါဒွိဟိတ်ထင်ပါရဲ့ဒွိဟိတ်ဆိုတော့ငါဒီဘဝမှာတရားရမယ်ပုံကမဟုတ်ဘူးလို့ကိုတန်တရားဝင်ကိုတန်တရားမဝင်လဲဘသူဝင်လဲဆိုတော့ကမ္မထမ်းဆရာကြီးပြောတာလေဟုတ်ပါမလားမသိပါဘူးသူကလည်းကြီးမာဝတ်တာဆိုတော့နော်ကြီးမိုက်ကြီးလားမသိပါဘူး
ကမ္မဋ္ဌာန်းဆရာပေါ်မှာလည်းတန်တရားဝင်တယ်တခါလေကြာရင်နီးပေါ်မှာလည်းတန်တရားဝင်တယ်ဒီနီးနဲ့ငါနဲ့မကြိုက်ဘူးထင်ပါရဲ့ငါတခြားရိတ်သာသွားပြီးတော့တခြားနီးကိုပြောင်းပြီးတော့အားထုတ်ရင်ကောင်းမလားမသိဘူးနောက်ဆုံးတော့လွယ်ပြောရင်တော့ကမ္မထမ်းကိုဆက်မလုပ်ချင်မဲနဲ့စွန့်ညင်တဲ့စိတ်ပေါ်လာတယ်ပေါ့အဲ့ဒီလိုပေါ်လာတာအဲ့ဒီယောဂီပုဂ္ဂိုလ်မှာကမ္မထမ်းအားထုတ်ခြင်းကိုအောင်မြင်တဲ့လက္ခဏာဘာလက္ခဏာလဲအောင်မြင်တဲ့လက္ခဏာဘာလက္ခဏာလဲခေါ်လဲအောင်မြင်တာရှာရှုံးတာလားအောင်မြင်တာလားအောင်မြင်တာအောင်မြင်တဲ့လက္ခဏာလုပ်နေရင်းနဲ့အဓိကမိမိတို့ကဘာလုပ်နေရမှာလဲလုပ်နေရမှာပုံမှန်လုပ်နေရမှာသူ့ရဲ့စိတ်တဘာဝအတိုင်းလုပ်နေရင်းနဲ့တိုးတက်တယ်လို့မထင်ဘူးငါနဲ့တော့မကြိုက်တော့ဘူးထင်ပါရဲ့ငါမှအတက်နေလာကြည့်ကောတရားလျှောက်လို့ရှိရင်သူများတွေကဟုတ်နေပါရောရလာကြည်လားအဲ့လိုတွေးပြီးနော်ကမ္မထမ်းကိုလည်းကိုစူးစမ်းအားထုတ်နေပါရဲ့နဲ့စူးစမ်းခြင်းစိတ်တွေပါမပေါ်တော့ထွက်ပြေးခြင်းစိတ်တွေအလိုမချစိတ်တွေပေါ်များလာတာဒီဟိုရမြင်နေတရားမြင်နေအမြင်ပေါင်းများစုံနေအာယုံပေါင်းများစုံမြင်နေရတယ်ကမ္မထမ်းကိုမလုပ်လာတာအောင်မြင်လာတာသိခံပြီးတော့မလုပ်ရမလဲဆက်ပြီးတော့ရှုရမယ်အမတန်တကိုးကြည့်တဲ့အချိန်ကအမတန်တူတောင်းနေတစ်ချက်ကလေးဝင်လေထွက်လေလေးကိုတစ်ချက်ကလေးဝင်မှန်းထွက်မှန်းသိလိုက်တာလေးကတခါလေးလုံးမိရင်တော့တစုံတော့သိမိရင်တော့ဘဝမှာပါရမီပါသွားတယ်တစ်ချက်ကလေးလုံးမိရနော်လက်ကင်ဘဝလေးညင်နွမ်းသွားတာဘဝတစ်ခုမှာလက်ကင်ဘဝလေးညင်နွမ်းသွားတယ်လို့နော်ခန္ဓာကိုယ်ကြီးအင်မတန်ညစ်ကြေးပါလားလို့သူတစ်ချိန်လေးပဲတန်ဝေကရလိုက်တာအဲ့လက်ကင်ဘဝလေးကိုမြတ်စွာဘုရားဖန်တီးပြီးတော့တရားရသွားတယ်ယဟန္တာပုဂ္ဂိုလ်ကြီးဖြစ်သွားတယ်အဲ့တော့တန်ဝေကဉာဏ်တစ်ချိန်တစ်ခါလောက်တရားအားထုတ်လိုက်တာလေးအများကြီးအထောက်ပံ့ပေးတယ်ဆိုရင်အရှင်ဘုရားတို့တွေအခုနေ့စဉ်မလုံလားလုံနေလားလုံနေတယ်ပုံမှန်လေးဒီလိုလုံနေတယ်အာမလျှောနဲ့ကမ္မထမ်းဘာလုံနေတာအောင်မြင်နေတာသဝနာကြီးရေပဲလောင်းကျင်နေတာဘာလို့တာလဲကမ္မထမ်းအောင်မြင်နေတာသောကနာကြီးအချိုးပွဲတွေပဲလုံနေနေတာဘာဖြစ်တာလဲအောင်မြင်နေတာဆရာလေးသူစားတာငိုက်ကြီးနေတာဘာလို့တာလဲအောင်မြင်နေတာကမ္မထမ်းဘာလုံနေတာအောင်မြင်နေတာကမ္မထမ်းအောင်မြင်နေတာဟိုပြေးခြင်းစိတ်ဒီပြေးခြင်းစိတ်ဟိုရိတ်တာသွားလို့ခြင်းစိတ်လူခဏလောက်9လလောက်ထွက်မယ်လှုပ်လိုက်အဲ့ဒါဘာလုပ်နေတာကမ္မထမ်းအောင်မြင်နေတာနော်ဒါကိုကနားလည်ရမယ်ဆက်လေးတို့တွေဝင်လေထွက်လေလေးကိုကြည့်နေတော့တလုံးလုံးတွေ့ရတမမတွေရနာနာကျင်နာထုံနာကြိုက်တာတွေပဲပေါ်တတိအားကောင်းလာလို့လှုပ်တယ်ရွာတယ်မောတယ်တလုံးလုံးတမောရတရောတမမောတွေတွေ့နေပြီဆိုရင်မိမိတို့ကဒါကိုသဘောပေါက်ပါမယ်နော်တတိထားနေလို့သိတာဘာထားနေလို့သိရလဲတတိထားနေလို့သိအဲ့လိုတတိထားနေလို့သိရဲ့ပုဂ္ဂိုလ်အားအများကြီးတည်ငြိမ်လာတယ်အမှန်တော့ကိုယ့်ကိုယ်ကြည့်နေတာနော်ဒါပေမဲ့မိမိမှာကိုယ်ရည်ကိုယ်သွေးတွေကတက်လာရှင်များတို့အားလုံးသိတဲ့အတိုင်းဗန္ဓုလစစ်သူကြီးရဲ့အမျိုးသမီးဖြစ်တဲ့မလိကာမိဖုရားကြီးရှင်သာရိပုတ္တရာအမှုရှိတဲ့တန်ဃာတော်ရှင်သူမြတ်တွေကိုဆုံးကတ်တယ်ဆုံးကတ်နေရင်နဲ့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးရဲ့ဆုံးဝိုင်းမှာဟင်းရည်လိုလို့အဲ့ဒီဟင်းရည်ကွက်ကိုယူပြီးတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးစီကိုဝိုင်းကိုသွားကတ်တာဟင်းရည်လိုလို့သွားကတ်တာအဲ့လိုသွားကတ်တဲ့အချိန်မှာပဲလက်ထဲကနေခလုတ်တိုက်ပြီးဟင်းရည်ကွက်ကမှောက်ကျသွားတယ်မှောက်ကျတော့ပကံကကွဲသွားတယ်အဲ့ဒါနဲ့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကအိုးဟင်းရည်ကွက်လောက်လေးမှောက်ကျတာဒကမာကြီးဝမ်းမနေနဲ့စိတ်မကောင်းမဖြစ်နဲ့လောကကြီးမှာပစ္စည်းတွေအရာဝတ္ထုတွေတက်ရှိတွေတက်မဲ့တွေအကုန်လုံးဟာဘာလုပ်နေတဲ့သဘောပျက်စီးနေတဲ့သဘောအကုန်လုံးဟာပျက်စီးလောင်ကျွမ်းနေတဲ့သဘောပကံပြီးတော့အလုံးဟာတုန်လှုပ်ပြီးတော့လောင်ကျွမ်းနေတဲ့သဘောပဲရှိတယ်တဘောလောကောပကံပြီးတော့တုန်လှုပ်ပြီးတော့နေတယ်တဘောပစ္စလိတောလောကော
အမြဲတမ်းလောင်ကျွမ်းပြီးတော့နေတယ်နှမျောတတဖြစ်ပြီးတော့ဝမ်းနဲ့ပူဆွေးမှုမဖြစ်ပါနဲ့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကဗန္ဓုလစစ်သူကြီးရဲ့မိဖုရားကိုပြောတယ်အဲ့တော့မှမန္လိကမိဖုရားကြီးကမမဖုရားဆိုပြီးတော့ခါးကြားထဲမှာရှိတဲ့လိတ်ထားတဲ့သဝင်လာလေးကိုပြီးတယ်ဒီမှာဖုရားညကဒီစာလွာရောက်လာတယ်ဖုရားဗန္ဓုလစစ်သူကြီးနဲ့မန္လိကမိဖုရားကြီးကသားကြီးပဲ32ယောက်မွေးတယ်သားဘယ်နှယောက်မွေးလဲ32ယောက်မွေးတယ်အားကောင်းမောင်းတန်အရွယ်16နှစ်သားအရွယ်ကြီးပဲလူတိုင်းကချီးကျူးတယ်လိမ္မာတယ်တော်တယ်တတ်တယ်ချီးကျူးတယ်ချီးကျူးတော့ဗန္ဓုလစစ်သူကြီးကလည်းအင်မတန်တော်တယ်အဲ့လိုတော်တဲ့အတွက်ကြောင့်မလို့သူ့နဲ့အခြားစစ်သူကြီးတွေအမတ်တွေကနေပြီးတော့မနာလို့ဖြစ်တယ်မနာလို့ဖြစ်တော့ဘယင်ကိုတိုက်တယ်ဘလို့တိုက်လဲဆိုရင် तू ကအင်အားလဲတောင်းနေသားကြီးပဲ32ယောက်မွေးထားတာဖြစ်တဲ့အတွက်နော်ပုံကံမယ်ပေါ့ရှင်ဘယင်ကိုပုံကံမယ်ထီးနှဲလူမယ်တိုက်ပါများတဲ့အခါကျတော့ဘယင်ကယုံကြည်ပြီးတော့ဖေးနဲ့တကွာသား32ယောက်ကိုလုတ်ကြံတပ်ဖြတ်စီဆိုတဲ့အမိန့်ချလိုက်တဲ့အတွက်မနေ့ကညကပဲတပည့်တော်ရဲ့အမျိုးသားနော်ဗန္ဓုလစစ်သူကြီးနဲ့တပည့်တော်ရဲ့အားကောင်းမောင်းတန်အင်မတန်အရွယ်ရောက်နေတဲ့သား32ယောက်အားလုံး33ယောက်သောအမျိုးယောက်ျားသားတို့သည်မနေ့ကညကလုတ်ကြံတပ်ဖြတ်ခံရပါတယ်ဖရာကိုနဲ့စဉ်းစားကြည့်ယောက်ျားရောသား32ယောက်တယောက်မှမကြံဘူးအကုန်လုံးအသက်ခံရတာမန္လိကမိဖုရားကြီးကအလုံးလုံးတာပြည့်ရလားဆုံးကတ်တာပြည့်ရလားမပြည့်ပါဘူးဝမ်းနေပူဆွေးငိုကြွေးပြီးတော့နော်တခါတလေမှလူတွေကကိုယ့်ရဲ့ဘာမှမဟုတ်ဘာမှမပြောပါတော့တဲ့ဝတ္ထုငွေလေးတွေပစ္စည်းလေးတွေနော်အဲ့ဒါအတွက်လေအလွန်အမင်းဒေါသတကြီးပူဆွေးဝမ်းနေအိပ်ပြရစားမရတယ်မဖြစ်တတ်ဘူးလားဖြစ်ကြလားဖြစ်ကြဘာမကတ်လို့လဲတတိမကတ်လို့ဘာမကတ်လို့လဲတတိမကတ်လို့တတိလက်လွတ်ဖြစ်တာအခုမန္လိကမိဖုရားကြီးကဘာနဲ့နေလဲတတိနဲ့နေတတိနဲ့နေတဲ့အတွက်ကြောင့်မလို့သူ့ကိုယ်သူယောက်ျားနဲ့တကွာသား32ယောက်တည်တာကိုဒီမနေ့ဆုံးကတ်မယ်ဆိုညာအသိတယ်ဆုံးဝိုင်းလည်းမဖြစ်ဘူးဆုံးဖို့လည်းပြီးမြောက်အောင်ကတ်တယ်ဒါတောင်မှလက်ထဲကပကံကြကွဲသွားတာကိုရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကဆိုဆုံးမလို့သားလေခါကြတွေကတဝန်လွာကိုထုတ်ပြရတာကြွားတာမဟုတ်ဘူးနော်တပည့်တော်ဒီလောက်ဖြစ်နေတာတော့တပည့်တော်ကဒီလိုလုံနိုင်ပါတယ်ဆိုပြီးတော့ဂုံယူဝင်ကြွားပြီးတော့ငါမှလုံနိုင်နေဆိုရင်မာနတကောနဲ့ပြောတာမဟုတ်ဘူးဟိုကဒီလိုကြကွဲလို့ဝမ်းနဲ့ပူဆွေးမှုမဖြစ်နဲ့ပျက်စီးတတ်တဲ့သဘောဟာနော်လောကကြီးမှာရှိတဲ့သင်္ခတတရားယုံ nant တရားတို့သည်ပျက်စီးတတ်တဲ့သဘောရှိတော့ပျက်စီးမှာပဲလို့ပြောတာကိုအေးအေးချမ်းချမ်းနော်တိတိငြိမ်ငြိမ်နဲ့ပြောနိုင်တယ်တိတိငြိမ်ငြိမ်နဲ့ရင်ဆိုင်နိုင်တယ်ဖြည့်ရှင်းနိုင်ဒါကြောင့်တရားတတိပဋ္ဌာန်နဲ့ဝိပဿနာအားထုတ်နေတဲ့ပုဂ္ဂိုလ်တွေဟာလောကဓာတ်ကိုမလုပ်နိုင်များလေရင်ဆိုင်နိုင်လားလေးစင်လုံးဒီလိုတတိပဋ္ဌာန်လေးနဲ့နေတဲ့ခုနကမန္လိကမိဖုရားကြီးကတမက်တဖို့တော့မှမရသေးတဲ့ပုထုဇဉ်ဘဝပဲရှိသေးတယ်ပုထုဇဏအမတန်အဖြစ်များတဲ့ကိလေသာတွေအဖြစ်များတဲ့ပုဂ္ဂိုလ်ဘဝမှာပဲရှိသေးတာဒါတောင်မှဘာနဲ့နေတဲ့အတွက်တတိနဲ့နေတဲ့အတွက်မဉ္ဇဉ်ပုံဉ္ဇဉ်တော့မရသေးဘူးတတိနဲ့နေတဲ့အတွက်သူကရင်ဆိုင်နိုင်တယ်ဒါကြောင့်တတိပဋ္ဌာန်ကိုအားထုတ်ပြီးတော့အခုမိမိတို့အလုပ်တွေလုပ်တယ်တရားလဲထိုင်နေနော်အချိန်တန်ရင်တရားဓမ္မယုံမောတက်ပြီးတော့တရားအမှတ်တရနဲ့နေတဲ့ဝင်လေထွက်လေကိုသိတဲ့အချိန်မှောင်းကမနေဘူးမှတ်နေတဲ့အချိန်မှောင်းကမနေဘူးပြီးတော့အလုပ်လုပ်နေတဲ့အချိန်မှလည်း
တတိကပ်ပြီးတော့ထိမှန်းသိနေတဲ့အချိန်မောင်းကလည်းမနေဘူးနေတဲ့အချိန်မှမဟုတ်တာကမ္မထမ်းတွေကညော့နေမှလားတက်နေမှလားတက်နေမှာပေါ့အဲ့တော့တလှုပ်လှုပ်တရားဓမ္မမနဲ့ကမ္မထမ်းထိုင်တဲ့အချိန်မှာလှုပ်တာရွာတာမွာတာရှားတာထိုင်ထုံတာကျင်တာကြိုက်တာဘာတရားတွေမှရုပ်တရားတွေမှကောင်းကောင်းနားလေသဘောပေါက်အဲ့ဒါတွေကိုသိမှုဘယ်နှမျိုး၄မျိုးအထူးသိမယ်ခံစားသိမယ်မှတ်သားသိမယ်ခံစားသိမယ်စိတ်စောတိုက်တွန်းသိမယ်သင်္ခါရပြုပြင်မယ်အဲ့သင်္ခါရကိုပြုပြင်ခြင်းမလုပ်ဖဲနဲ့ဘာသင်္ခါရနဲ့လုပ်နေအသင်္ခါရနဲ့လုပ်အသင်္ခါရဆိုတာဘာဥစည်းနေတာဉာဏ်ဥစည်းနေတာအသင်္ခါရမရှိတဲ့သင်္ခါရတွေကိုပြုမှုနေတဲ့ပုဂ္ဂိုလ်ကဘာမရှိတဲ့ပုဂ္ဂိုလ်ဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ဉာဏ်မရှိသေးဘူးနော်ထိကနေဆိုလုံနေတော့မယ်အဲ့တော့ကိုကသိလာတယ်တရားအားထုတ်နေရင်းနဲ့ထုံနာချင်နာကြိုက်တာကြီးတလို့တရားဓမ္မမကြီးရုပ်တရားမှန်နံတရားမှန်အေးစီစီသိတယ်အဲ့ရုပ်နဲ့နေရလဲရုပ်ကစားလိုက်ရင်နာငါဖြစ်တယ်နာငါစားလိုက်ရင်ရုပ်ကဖြစ်တယ်ဘာနဲ့ဘာပဲလဲအကြောင်းနဲ့အကျိုးပဲဥစ္စာလေးတို့ရှူတာသူကသူရှူတာလားရှူခြင်းလို့ရှူတာလားအဲ့ဒါလူတွေကမကွဲဘူးနော်မကွဲဘူးနော်ဇာလေးတို့ဆိုအရင်တော့ဆိုရင်သူ့အလိုလိုရှူရလို့မထင်လားထင်လားအမှန်တော့မိမိရဲ့ခန္ဓာမှာရှိတဲ့ဇီဝဖြစ်စဉ်အတိုင်းနော်စိတ်ကဘာလို့ခြင်းလို့ရှူခြင်းလို့ကိုလေကိုဘာလို့တာရှူတာဒါပေမဲ့တတိမထားမိတာဘာမလို့မိတာလဲတတိမထားမိတာခန္ဓာကိုယ်ရဲ့အတွင်းမှာရှိတာတွေကိုဇာလေးတို့သိစိတ်နဲ့မသိလိုက်ဘူးသိစိတ်နဲ့မသိလိုက်ဘူးမသိစိတ်ကနေတခါတည်းဘာလုပ်ခိုင်းလဲရှူခိုင်းနေတာပဲရှူပြီးရင်လည်းဒီတိုင်းထားလားဘာလုပ်လဲပြန်ပြီးတော့ထုတ်တာကိုအိပ်ပျော်နေတဲ့အချိန်မှာလည်းဝင်လေထွက်လေကမဖြစ်ဘူးလားဖြစ်နေလားဖြစ်နေဒါကြောင့်ရှူခြင်းနဲ့စိတ်ကြောင့်ဘာလုပ်လိုက်တာရှူလိုက်တာဒါဆိုရှူခြင်းနဲ့စိတ်ဒီနံတရားဘာတရားလဲနံတရားရှူလိုက်တဲ့ဝင်လေထွက်လေရှူလိုက်တဲ့ဝင်လေထွက်လို့ထုတ်လိုက်တဲ့ထွက်လေရဘာတရားရုပ်တရားအဲဆိုဘသူကအကြောင်းနာငါအကြောင်းဘသူကအကျိုးယုတ်ကအကျိုးဟုတ်ပြီနော်ဘသူကအကြောင်းနာငါအကြောင်းရှူခြင်းနဲ့စိတ်နံတရားကြောင့်ရှူခြင်းနဲ့စိတ်နံတရားကြောင့်ရှူလိုက်တာကဘာလဲယုတ်တရားတခါယုတ်တရားလေးကအခုဝင်လာတဲ့အခါမှာမိမိတို့ကဒီတိုင်းထားလားတတိထားပြီးစောင့်ကြည့်လိုက်လားတတိထားပြီးစောင့်ကြည့်လိုက်တော့ဝင်လာတာကဘာတရားယုတ်တရားအဲယုတ်တရားလေးဝင်လာတာကိုသိလိုက်တာကနံတရားအဲယုတ်တရားလေးထွက်သွားတာလေလေးကပြန်ပြီးထွက်သွားတာဘာတရားယုတ်တရားသိလိုက်တာကနံတရားဒါဆိုရင်အကြောင်းအကျိုးဆိုတာယုတ်နံကပဲအကြောင်းဖြစ်တယ်လို့ယုတ်နံကပဲအကျိုးဖြစ်နိုင်တယ်ယုတ်ကအကြောင်းဆိုနံကအကြောင်းနံကအကျိုးနံကအကြောင်းဆိုယုတ်ကအကျိုးယုတ်ကအကြောင်းဆိုနံကအကျိုးနံကအကြောင်းဆိုယုတ်ကအကျိုးအဲကြောင့်ယုတ်နံဒီပင်လေအကြောင်းလည်းဖြစ်တယ်အကျိုးလည်းဖြစ်တယ်အကြောင်းနဲ့အကျိုးကိုတွဲပြီးတော့မသိဘူးလားသိသွားလားသိသွားအဲ့လောက်နှစ်ခုသိပြီဆိုရင်ပဲအာနာပါနကမ္မဋ္ဌာန်းစီးပြဲနေတဲ့ပုဂ္ဂိုလ်အလုပ်တွေလုပ်တဲ့အခါမှာတတိတည်းတတိတည်းသိနေတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ကအဝိဇ္ဇာကနေစလို့ခုသင်္ခါရတွေလုပ်တယ်ဆိုတာမသိလို့လုပ်တာဟုတ်တဲ့အခုသိလာတဲ့အတွက်ကြောင့်မလို့အဝိဇ္ဇာကနေပြုလိုက်တဲ့သင်္ခါရကနေပြုလိုက်တဲ့ဝိညာဉ်ကနေနာမ်ယုတ်ပရိစ္ဆသမုပ္ပါဒ်ကြီးအဲ့ဒီလိုလဲနေတာဒီတွန့်သွားတယ်ဘာလို့သွားလဲတွန့်သွားတယ်ဘာလို့နေတဲ့အတွက်သိနေတဲ့အတွက်ဘာနဲ့ဘာပဲရှိတာယုံနေနာမည်ရှိတာအဲ့ယုံနဲ့နှစ်ခုလုံးဒီယုတ်ကောနာရောအကြောင်းလည်းဖြစ်နိုင်တယ်ကျိုးလည်းဖြစ်နိုင်တယ်တတ်ဖြစ်နေတာလားအကြောင်းကျိုးတွဲနေတာလားအဲ့လိုသူသိလိုက်တာနဲ့ကိုပဲအဲ့ဒီအဝိဇ္ဇာကြောင့်ဖြစ်တဲ့သင်္ခါရကြောင့်ဖြစ်တဲ့ဝိညာဉ်ကြောင့်ဖြစ်တဲ့နာယုတ်ကြောင့်ဖြစ်တဲ့တလယနာကြောင့်ဖြစ်တဲ့ဖတ်တကြောင့်ဖြစ်တဲ့ဝေဒနာကြောင့်ဖြစ်တဲ့တဏှာကြောင့်ဥပါဒကံဇာတိဇရာမရဏတွေကိုတတိုင်းတိုင်းပတ်နေတဲ့ပရိစ္ဆသမုပ္ပါဒ်ကြီးဟာအဲ့ဒီဉာဏ်ရတာနဲ့ဘာလို့လာလဲတွန့်သွားတယ်အဲ့တွန့်လိုက်တဲ့အစင်မှာတော့
အဲ့ဒီပုဂ္ဂိုလ်ကိုသုလသောတာပန်လို့ခေါ်တယ်။ဘာလို့ခေါ်လဲသုလသောတာပန်သာသနာမှာ600 100ရလာပြီ။အဲ့အတိလေးနဲ့ပဲတည်သွားရင်ဝိပဿနာအတိဉာဏ်လေးနဲ့ပဲနော်ကမ္မထအာယုံလေးကိုမှတ်သိနေတဲ့စိတ်ကလေးနဲ့တည်သွားရင်ဟိုဘက်ဘဝမှာကျင်းနေပါနော်လူပုံနတ်ပုံကိုမရောက်ဘူးလားရောက်လားရောက်ဉာဏ်ပညာနဲ့သွားတာဉာဏ်နဲ့သွားတာတဘဝအပင်မလားဘူးသုလသောတာပန်တည့်ရဘဝအပင်မလားဘူးအဲ့တော့ဆက်ပြီးတော့ကိုကရှုပွားနေတော့ဒီတရားတွေကမြဲတာပြတ်လားမမြဲတာပြတ်လားမမြဲတာပြတ်ဖြစ်တယ်တည်တယ်ပြတ်တယ်သို့တော်လည်းပဲစတရားရှုနေတဲ့အချိန်မှာတော့ဖြစ်လာတဲ့ဝေဒနာရုပ်ကကျင်နာကြီးတွေချက်ချင်းပြတ်သွားသလားမပြတ်ဘူးရှုခါစားမှာတော့ကျင်တယ်ဆိုရင်အဲ့ဒါရကျင်းပြီးမနေဘူးလားဖြစ်ပြီးတော့တည်နေတာအကြာကြီးပဲတည်နေတာအကြာကြီးပဲပြီးတော့အချိန်တန်ရင်တော့သူ့ကိုတုံ့ပြန်မှုမလုပ်ဘဲနဲ့နော်စောင့်ကြည့်သူတက်တက်အနေနဲ့ကိုစောင့်ကြည့်သူတက်တက်အနေနဲ့စောင့်ကြည့်နေတဲ့အခါမှာမပြတ်ဘူးလားပြတ်သွားလားပြတ်သွားတီတာလေးကတော့မကြောက်လားကြာလားကြာအဲ့တမန်တဏဉာဏ်ကနေအဲ့သင်္ခါရကိုမပြူဘဲနဲ့ထပ်ပြီးတော့စောင့်ပြီးတော့ကြည့်မယ်ဆိုရင်တီတာတွေဟာကြာလားမလားမြန်လားမလားမြန်လားဖြစ်တယ်တီတယ်ပြတ်မြန်သွားပြီကြာတော့အကြာကြီးမနေတော့ကိုရှုလိုက်တာနဲ့ရတာသိတယ်အဲ့တိတာလေးကတလုံးလုံးရောနဲ့ပျောက်သွားနာတာသိတယ်တိတာလေးကတလုံးလုံးရောနဲ့ပျောက်သွားထုံနာသိတယ်ထုံနာလေးကတလုံးလုံးရောနဲ့ရောက်သွားဥဒိယမယဉာဏ်လို့ခေါ်တယ်တိတာမကြတော့သမထနာဉာဏ်တော့ဖြစ်တယ်တိတာကြားတယ်ပြတ်တယ်ဥဒိယမယဉာဏ်ကြတော့ဖြစ်တယ်ပြတ်တယ်အဲ့နှစ်ဉာဏ်ရပြီဆိုရင်ပရိစ္ဆေသမုပ္ပါဒ်ကြီးကတန့်လာပထမတော့လဲတော့လဲတယ်ဘာလို့လားတွန်းလဲတော့လဲတယ်ဘာလို့တာတွန်းအခုတော့နောက်တဲ့ဉာဏ်တိုးလာတဲ့အတွက်ကြောင့်မလို့အဲ့တွန်းနေရကနေဘာလို့လဲတန့်လာဆိုစောင်းဝိုင်းတစ်ခုလဲနေရနေရက်လိုက်ပတ်လိုက်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 တွေ့လားတန့်သွားတယ်တန့်သွားတယ်ဆိုအရှင်ကကောင်းလားအရှင်ကမကောင်းတော့လားအရှင်ကမကောင်းတော့တတိယကနေတာကိုယ့်အကူလည်းသိပါတယ်။ပါဠိပြစ်လိုက်တာနဲ့ तू ကသိလိုက်ပြန်ပြီ။သိပြန်ပြီ။ဟွာလေးလုံးမလို့ကျန်တာနဲ့သိပြန်ပြီ။သိပြန်ပြီ။မိကိုလည်းတတိတွေကောင်းလာတယ်။နော်ဒါကိုကြိုက်တယ်မကြိုက်ဘူးမဟုတ်ဘူး။ပို့ပြီးတော့တတိထားနိုင်မှုညှို့လင်းချက်မပါဘဲနဲ့ကိုယ့်အလုပ်ကိုတော့မလုပ်အောင်လားလုပ်ရမလားလုပ်ရတတိလေးပို့ပြီးတော့ကောင်းတဲ့ကောင်ထားပြီးဘာကိုလိုချင်လို့မှမဟုတ်လိုချင်တာမလိုချင်တာတွေဘာမှမရှိတော့ဘူးလိုချင်တာလည်းမလောက်မလိုချင်တာလည်းမလောက်လိုချင်တာလောဘမလိုချင်တာကဒေါသလိုချင်တာလည်းမလောက်မလိုချင်တာလည်းမလာတော့အခုဖြစ်တည်မှုသိမှုကလေးမှာပဲတက်အလယ်လက်တက်ရှုနေရင်နဲ့ဖြစ်တာမပေါ်တော့ဘူးတခုမြင်သိလိုက်လို့ကြည့်လိုက်မရှိတော့တာဘင်္ဂဉာဏ်လို့ခေါ်တယ်။ဘာလို့ခေါ်လဲဘင်္ဂဉာဏ်ဖြစ်တာကိုမပေါ်တော့ဘူးအဲ့ဒီအချိန်ကနေစပြီးတော့တို့ရဲ့ပရိစ္ဆေသမုပ္ပါဒ်ကြီးကရက်တော့တာဘာလို့လိုက်တာရက်လေယာကနေဘာလို့တာရက်ပထမဆုံးတော့ဘာလို့နေဦးမလဲတွန့်နေဦးမယ်နော်ပထမ2ဉာဏ်မှာတွန့်ဦးမယ်နောက်2ဉာဏ်ရောက်ရင်တန့်ဘင်္ဂဉာဏ်ရောက်ပြီဆိုတော့အပြက်တည်းကြီးပဲတွေ့လာပြီဆိုတော့ပရိစ္ဆေသမုပ္ပါဒ်ကဘာလို့လဲရက်မဉဏ်ပူဉဏ်ကိုရောက်ပြီဆိုမှအထဲမှာရှိတဲ့ဉာဏ်စဉ်တွေပေါ့အဲ့ဒါဒီစက္ကရှုပွားနေရင်နဲ့နောက်ဆုံးအချိန်ရောက်လာပြီဆိုရင်တော့မက်စိတ်ဒီနိဗ္ဗာန်ကိုအာယုံပြုတ်သွားတဲ့အချိန်မှာတော့ပရိစ္ဆေသမုပ္ပါဒ်ကြီးဘာလို့သွားလဲပြတ်သွားတယ်ဘလို့မြန်ပြတ်သွားတာလဲဆိုရင်အပယ်လေးပုံကိုသွားမဲ့အကုသိုလ်အနန္တပြတ်သွားတာဘာအနန္တပြတ်သွားတာလဲပယ်လေးပုံကိုသွားမဲ့အကုသိုလ်အနန္တဟာပြတ်သွားတာဒါကြောင့်မလို့ခုကမ္မဋ္ဌာန်းလုပ်ကိုစူးစမ်းပြီးအားထုတ်နေတဲ့ခုအမြဲနေတရားစခန်းအမြဲနေဘောဓိဆိုင်ရာမှာအမြဲနေပြီးအားထုတ်နေတဲ့ပုဂ္ဂိုလ်တွေစိတ်ကမကြနဲ့အလုတ်ကဘာလုပ်နေရမလဲလုပ်နေရမှာဒါကမ္မဋ္ဌာန်းအောင်မြင်ခြင်း
နော်ငါလည်းဒီတဲ့မတိုးတော့ဘူးလားမတွေးနဲ့ဒါကကမ္မထမ်းကိုဘာလုပ်လာတာအောင်မြင်လာအောင်မြင်လာတဲ့အတွက်ဒါကိုပို့ပြီးတော့တိုးပွားလာအောင်မိမိရဲ့ကမ္မထမ်းတတိအာယုံကိုပို့ပြီးတော့တိုးပွားလာအောင်ဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်မှန်ရင်ကြိုးစားရတယ်ကြိုးစားနော်ဒါဆရာကြီးဦးကိုရင်ကပြောတဲ့ဥပမာလေးလို့ပေါ့ပုံနာကြီးမှာသား၄ယောက်ရှိတယ်ဒါဟုတ်တနည်းဆရာလေးပြောပါတယ်ပုံနာကြီးမှာသား၄ယောက်ရှိတယ်သား၄ယောက်ရှိတော့ချွေးမလည်းဘယ်နှယောက်လဲ၄ယောက်ပုံနာကြီးကတထေးဥစ္စာပစ္စည်းတွေကလည်းအင်တန်ပေါများတာပေါများတဲ့အတွက်ကြောင့်မလို့ပုံနာကြီးကဒီပတ်စံနေဒီဘသူ့ကိုအဲ့ရင်ကောင်းမလဲသူကစဉ်းစားတာသူဘသူ့ကိုပေးရင်ကောင်းမလဲအမွေတွေဒီဥစ္စာပစ္စည်းယရနာတွေကိုထားတဲ့တော်ရွယ်ကြီးရှိတယ်အဲ့တော်ရွယ်ကြီးကိုဘသူ့ကိုအပ်ထားရင်ကောင်းမလဲဘသူဒီဘလောက်ဉာဏ်ရှိတယ်လဲဘသူကဘလောက်သစ္စာရှိတယ်လဲသိချင်တာသိချင်တော့သူတို့တွေအကုန်လုံးသူကခေါ်လိုက်တယ်ချွေးမ၄ယောက်ကိုခေါ်လိုက်တယ်ချွေးမ၄ယောက်နားရောက်လာတဲ့အခါကျတော့တယောက်ကိုပြောင်းမှုစီ9စီပေးတယ်ဘယ်နှစီပေးလဲ5စီတွေပေးတာလဲပြောင်းမှုစီဘယ်နှစီပေးလဲ5စီပေးပြောင်းမှုစီ5စီပေးချွေးမအကြီးအလက်ငယ်ဆုံးပြောင်းမှုစီ5စီပေးပြီးတော့သမီးတို့တဲ့ဖေကြီးခရီးထွက်အောင်မယ်4နှစ်ကြာမယ်ဘယ်နှစ်ကြာမလဲ4နှစ်ကြာဒီပြောင်းမှုစီကိုကောင်းမွန်စွာထိမ့်သိမ်းဆောက်ရှောက်ထားပြီးတော့အဲ့ဒါပြောလဲပြီးရောတထေးကြီးကပုံနာကြီးကခရီးထွက်သွားပါလေရောသူတို့လက်ထက်မှာပြောင်းမှုစီဘယ်နှစီ5စီချွေးမဘယ်နှယောက်လဲ4ယောက်အပြောင်းမှုစီလေးတွေကားပြီးတော့ပြန်ကြတာပေါ့ကိုနေရာအသီးသီးရောက်တဲ့အခါကျတော့ပထမချွေးမစဉ်းစားတယ်ဒီဖိုးကြီးကကြောင်တောင်နဲ့ဒီပြောင်းမှုစီ5စီကိုနောက်ထပ်4နှစ်ကြာမှပြန်တောင်းမယ်ဆိုတော့တီးတီးချာချာဆောက်ရှောက်ထားဆိုတော့ဒီ5စီကိုတင်ထားစရာမှမလိုတာပြောင်းမှုစီမြန်ပေါ်လွန်းလို့သူပြန်တောင်းတဲ့ချိန်4နှစ်ပြည့်လို့သူပြန်တောင်းတဲ့ချိန်ကျရင်ဘယ်နေရာကယူပြောင်းမှုစီ5စီကမရဘူးလားရော့ပြောင်းမှုစီ5စီလို့ပေးလိုက်ရင်သူတိမှမဲ့လို့ရှုပ်လိုက်တာဒီပြောင်းမှုစီ5စီကိုသူဘာလုပ်လိုက်လဲလွတ်ပလိုက်ဒုတိယချွေးမကြတော့စဉ်းစားတယ်ငါတို့ယောက်ကမကြီးကပုံနာကြီးကတထေးအင်မတန်ညံကောင်းတာဒီပြောင်းမှုစီ5စီကိုချွေးမတိုင်းကိုပေးတာနော်သူကအင်မတန်ညံကောင်းတာဖြစ်တဲ့အတွက်တစ်ခုခုတော့တစ်ခုခုပဲဒီအတိုင်းတော့သူကပေးမှာမဟုတ်ဘူးဒီပြောင်းမှုစီ5စီမှာစွမ်းအားတွေရှိကိုရှိရမယ်ဒါကြောင့်မလို့ဒီပြောင်းမှုစီ5စီကိုငါတခါတည်းဝါစားလိုက်မယ်ဆိုပြီးတော့သူကဘာလုပ်လိုက်လဲဝါစားပလိုက်တယ်တတိယချွေးမရောက်တော့သူကလည်းစဉ်းစားတယ်အိမ်ပြန်ရောက်တဲ့အခါကျတော့ငါယောက်ကမကြီးကတထေးကြီးအမတန်တော်တာပါမန်ပုဂ္ဂိုလ်မဟုတ်ဘူးဒါကြောင့်မလို့ငါယောက်ကမကဒီပစ္စည်းပေးတယ်ဆိုတော့အင်မတန်4နှစ်လုံးတေးသေးချာချာထုတ်ပိုးပြီးတော့သိမ်းဆဲမှရမယ်ဆိုပြီးတော့တေးသေးချာချာပိုးပဝါစားတွေနဲ့ထုတ်ပိုးပြီးတော့မှတေးသေးချာချာတစ်တာကြီးထဲမှာသိမ်းလိုက်တယ်ဒုက္ခဆိုရင်တော့မိခင်တစ်တာထဲမှာတော့ခတ်ပြီးတော့သိမ်းလိုက်တယ်ပေါ့နောက်ဆုံးချွေးမလေးကတော့စဉ်းစားတယ်ဒီပုံနာကြီးကချမ်းသာတာလည်းမပြောနဲ့တို့မျိုးတို့ရမှာ तू ကအင်မတန်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကြီးတာမန်နဲ့တော့ပြောင်းမှုစီ5စီကိုတို့ကိုပြီးမှာမဟုတ်ဘူးအဲ့တော့ तू သဘောပေါက်တယ်ဒါကြောင့်သူ့ရဲ့အိမ်နောက်ဖေးကိုသွားမြေတွေကိုဆွဘာတွေကိုဆွမြေတွေကိုဆွပြီးတော့မှအဲ့ပြောင်းမှုစီ5စီကိုတည်တည်ချာချာစိုက်တော့အချိန်တန်တော့ပြောင်းမှုစီတွေကပြောင်းမင်းကြီးပေါက်လာပြီးတော့ပြောင်းမှုတွေကတီးတော့တာပေါ့ဖူးတော့တာပေါ့အဲ့ပြောင်းမှုတွေမှာလေပြောင်းမှုစီတွေကအများကြီးပဲနော်5ပင်ဘယ်နှပင်လဲ5ပင်တ
ဒီဒီချာချာပြုစုပြောထောင်တဲ့အတွက်ကြောင့်မလို့ငါးပင်လုံးကရှင်းတန်းတယ်အဲ့ငါးပင်လုံးကိုသူကတီးတီးချာချာစောက်ရှောက်ပြီးတော့ဖူလိုက်တာတီးလိုက်တာတခုမှမစားဘူးအဲ့ဒါလေးအကုန်လုံးကိုချိန်တန်တဲ့အခါကျတော့ချိုးနော်ချိုးပြီးတော့ချွေးပြီးတော့တခါလေပြည်တောင်းနဲ့တပြည်ရတယ်ဘယ်နှစီ5စီ5စီကိုတရားဒီစိုက်လိုက်တာဘယ်လောက်ရလဲပြည်တောင်းနဲ့တပြည်ရနောက်တစ်ခါစိုက်ပျိုးရမယ်အချိန်ရောက်လာတဲ့အခါကျတော့ဘယ်ရမလဲအဲ့ဒီပြောင်းမှုစီပြီးတပြည်တောင်းကိုသူတစ်ခါပြန်ပြီးတော့မြေတွေကိုစွပေါင်းတွေကိုတင်ရေတွေကိုလောင်းပြီးတော့စိုက်လိုက်တာဒီတဲ့ပုံများတော့နောက်ဆုံး4 နှစ်ပြည့်တဲ့အချိန်မှာသူဒီပြောင်းမှုစီဂိုတောင်ကြီးတစ်လုံးနဲ့အပြည့်ရတယ်။ဘာနဲ့အပြည့်ရလဲ။ဂိုတောင်ကြီးတစ်လုံးနဲ့အပြည့်ရတယ်။အဲ့တော့4 နှစ်ပြည့်တော့တတိယပြန်လာတာပေါ့။ချွေးမလေးယောက်ကိုခေါ်မေးတော့ချွေးမလေးယောက်ကပထမအကြီးကိုမေးတော့ပထမကြီးရော့ဖေကြီးပေးခဲ့တဲ့ပြောင်းမှုစီ5စီရော့အမှန်တော့သူကဘာလုပ်လိုက်ပြီလွတ်ပလိုက်ပြီခက်တီတီပဲရော့ပြီးနောက်ဒုတိယချွေးမဘာလုပ်လိုက်ပြီစားပလိုက်ပြီဒါမဲ့တောင်းတော့ဘာလုပ်လဲရော့ပြန်ပြီးတယ်တတိယချွေးမဘာလုပ်တာလဲတိန်းတာတယ်4 နှစ်ဆိုတော့6 တရောင်းပြီးတော့ပိန်ကပ်ပြီးတွန့်လေပြီးပြောင်းမှုစီမှန်းတော့မသိတော့မဲတလဲပြီးတော့ရော့ပြန်ပြီးတယ်နောက်ဆုံးချွေးမလေးကြတော့မှဘာတွေရလဲကိုရောင်တစ်လုံးရတယ်နော်အဲ့တော့မှပုံနာကြီးကသူ့လက်ထဲမှာရှိတဲ့တော်တွဲကြီးကိုသူ့ရဲ့အငယ်ဆုံးဉာဏ်ပညာအရှိဆုံးချွေးမအောင်မအဘူးလားအလားအဲ့ဒါကြောင့်အရှင်ဘုရားတို့ဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်ဆိုတာမိမိရရှိထားတဲ့တရားကိုပြတ်သွားအောင်မလုပ်ဘူးအချိန်တိုင်းတိုးတက်အောင်ကြီးပွားအောင်အောင်မြင်အောင်အမြဲတမ်းဆောက်ရှောက်လေးရှိတယ်ဒီနေ့တတိနဲ့လောက်တာနည်းသွားတယ်ဆိုရင်နောက်နေ့တတိပို့ပြီးတော့ကတ်အောင်ဒီနေ့တရားအားထုတ်တာမှာတုံ့ပြန်မှုတွေသင်္ခါရတွေကိုတစ်ကြိမ်နှစ်ကြိမ်ပြုမိရဆိုရင်နောက်တစ်ကြိမ်မှာတုံ့ပြန်မှုတွေနည်းသွားအောင်နောက်ဆုံးကြရင်တော့တဏှာကြီးတရားထိုင်နေချိန်မှာတုံ့ပြန်မှုတွေလုံးဝမလုပ်ဘဲနဲ့စောင့်ကြည့်သူတက်တက်ဖြစ်တဲ့သိယုံကလေးသိနေတာချိန်တိုင်းမှာတစ်ချက်ကလေးမှမလွတ်အောင်ရှုပွားနိုင်တဲ့ပုဂ္ဂိုလ်အထိဖြစ်သွားအောင်မိမိကိုမိမိဉာဏ်ပညာရှိသလောက်အလုံးလုံးနေတဲ့ပုဂ္ဂိုလ်တွေကလည်းလုံရင်းနဲ့လွတ်သွားတယ်သိသွားတယ်ဟိုပန်းမီလေးမြင်လို့ပန်းလေးပွင့်နေတာမြင်လို့ပျော်သွားတယ်ကြိုက်သွားတယ်ဟိုပန်းမီကျိုးနေလို့မကြိုက်ဘူးဖြစ်သွားတယ်ပန်းချောက်နေတာမြင်လို့ဝမ်းမကျဖြစ်သွားတယ်အဲ့ဒါတွေကိုထောက်လျှောက်ပါလုံးနေမလဲသိနေပြီဩကြိုက်သွားပြန်ပြီဩမကြိုက်သွားပြန်ဘူးအဲ့လိုသိနေတာဒီဘာလို့ခေါ်လဲဉာဏ်ဘာလို့ခေါ်လဲဉာဏ်စိတ်ဒီဘယ်နှစိတ်မဖြစ်ဘူးနှစ်စိတ်မဖြစ်ဘူး one moment နော် even လေးတစ်ခုမှာစိတ်ဒီနှစ်စိတ်ဖြစ်လို့မရကြိုက်တယ်ဆိုရင်ဘာမရှိဘူးတတိမရှိအဲ့ကြိုက်တာကိုနောက်ကနေပြီးတော့ကြိုက်လိုက်ပါလားလို့ဘာလို့လိုက်ရင်တိလိုက်ရင်ဘာမရှိတော့ဘူးကြိုက်တာမရှိတော့စိတ်ဒီဘယ်နှစိတ်ဖြစ်လို့မရနှစ်စိတ်ဖြစ်လို့မရတခုကဘာလို့တာကြိုက်တာကြိုက်တယ်လို့ကြိုက်လိုက်တယ်ဆိုရင်ဘာမရှိဘူးတတိမရှိဘူးအဲ့ကြိုက်တာကိုကြိုက်လိုက်ပါလားလို့တိလိုက်တယ်ဆိုရင်ကြိုက်တယ်လေစိတ်ကမရှိတော့အဲ့ဒီလိုတိမှုတွေဟာအချိန်တိုင်းမှာဘာလို့သွားတယ်အစားထိုးသွားတယ်နော်ဗမင်းကြီးရေမလောင်းလို့ခြောက်နေတာမြင်တော့ကြိုက်လားမကြိုက်ဘူးလားမကြိုက်လိုက်ဘူးမကြိုက်လိုက်တော့နောက်ကမတိလိုက်ဘူးလားတိလိုက်တယ်ဆိုရင်မကြိုက်တာကတတိမကတ်လို့အဲ့မကြိုက်တာကိုဘာလို့လိုက်ရင်တိလိုက်ရင်မကြိုက်တာဘာလို့လိုက်ရင်တိလိုက်ရင်အဲ့မကြိုက်တာမရှိတော့ဒါပေမဲ့လှုပ်တဲ့လှုပ်ထိုက်တာကိုတော့မလှုပ်တယ်နော်ပန်းလေးတွေပွင့်နေတယ်ဆိုရင်တော့ကြိုက်တယ်ကိုပြုပြင်စရာမလိုဘူးဟလားတကယ်လို့ပန်းလေးတွေညှိုးနှွမ်းနေတယ်ခြောက်နေတယ်ဘာညာဆိုလှုပ်တဲ့လှုပ်ထိုက်တဲ့ဒီပန်းရည်လောင်းတဲ့သူကို
တတိပေးတာဖြစ်ဖြစ်ကျိုးနေရင်ဟလာပြုပြင်ပေးတာဖြစ်ဖြစ်မိမိကိုယ်တိုင်လုပ်နိုင်ရင်လုပ်ဒါပေမဲ့ဘာမပါရဘူးမျောလင်းချက်မပါရဘူးလူမြင်ပါစေဒီလူမြင်ပါစေငါလုပ်ပြီအဲ့ဒါကြီးပါအောင်မလားမပါအဲ့ဒီလိုရောပါသွားတာအဲ့ဒီလိုနီးနဲ့ဒီရတာလေအလုပ်တွေလဲလုပ်နေရင်းနဲ့စားနေရင်တောက်နေရင်းနဲ့တစ်ချိန်လုံးဘာသင်္ခါရဖြစ်နေမှာအသင်္ခါရဖြစ်နေအသင်္ခါရဖြစ်နေတယ်ဆိုတာတခြားလားဉာဏ်ဖြစ်နေတာလားဉာဏ်ဖြစ်နေမိမိကမောပန်းနေမလားလန်းဆန်းနေမလားလန်းဆန်းပြီးနေမှာပေါ့ဘာတွေကင်းစင်လာလို့နိဝရဏတွေအနုတ္တယကိလေသာတွေကံဟောင်းကံကြွေးတွေအတိတ်သင်္ခါရတွေကတက်ခွင့်မရတော့ပေါ်ခွင့်မရတော့မကောင်းလာတာလားကောင်းလာတာလားအဲဆိုကမ္မထံကိုညှိုးနှမ်းသွားတယ်ထွက်ပြေးခြင်းစိတ်တွေပေါက်တယ်ဆိုတာလေကမ္မထံဘာလုပ်နေတာအောင်မြင်နေတာအဲ့ဒါကိုပိုးပြီးတော့အောင်မြင်အောင်ကြိုးစားရမယ်ဒါကြောင့်တုံမေဆိုတာတရားချစ်ခင်စိတ်ကောင်းဝင်ကြတဲ့နော်ဗောဓိဆရာတော်ရရိပ်တာမှာအမြဲနေတဲ့သီလရှိဆရာကြီးဆရာလေးများနဲ့ online ကနေပြီးတော့ Facebook ကနေနာယူနေတဲ့တရားချစ်ခင်ယောဂီသူတော်စည်းများအပေါင်းတို့ဒီလေဘာဝေထပရိစ္ဆသမုပ္ပတ်စိတ်ရဟတ်ကြီးတိုင်းလဲနေတဲ့စိတ်ရဟတ်ကြီးကိုတွေ့ရကနေတက်ရကနေရက်ရကနေအပီးပြတ်သွားအောင်သင်္ကြန်ပွားများအထုနိုင်ကြပါစေလို့ဆုတောင်းပတ္တနာပြုရင်းနဲ့ဒီကနေ့ညတရားပွဲလေးကိုအမြတ်တမ်းပြီးဝေသာဓုကောပြီးရနာကြပါစို့ဒီပါဘုရားဆရာကနာကျေးဇူးရှင်များအစာထား၍ကုသိုလ်အမြတ်ပြုတော်မူကြပါကုန်လောသာဓုသာဓုသာဓုဒီဝဘုရားဆရာဓမ္မမြတ်ပါကုန်လားသာဓုဒီပါဘုရားဆရာဓမ္မကျေးဇူးရှင်များအစာထား၍ကုသိုလ်အမြတ်ပြုတော်မူကြပါ